ကျွန်တော်တို့ EPM ဖလားကိုဘယ်သူမှမပေးဘူးဆိုပြီးတွန်းချယ်ရီတွေကကျွတ်ကုန်မမိတဲ့ကြောင်ကြီးလို့ပြောနေတဲ့ Declan Rice ပရိသတ်များဝင်းမိလာများ Acres Sport ဆိုကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရစေ။ Arsenal ပရိသတ်ကြီးရဲ့ယာတီကုန်ကန်နီးပြီဆိုတော့လေထုံးစံတိုင်း Arsenal ကစားမတွေစီကနေရုပ်ရှင်ဆက်စကားလုံးတွေစကားတွေကတွေ့ရကောင်းနေလို့ငါတို့ပြန်ထားလာမယ်အစည်းအဝေးတွေလုပ်ပြီးပြီဆိုရင်ကြွေးကြော်တန်တွေကိုကြားလာရပြန်ပါပြီ။အမမင်းရှားအောက်ခြေနာကဝူကိုအနိုင်မကစားနိုင်မယ်အမှတ်တွေရေစုံမျောခဲ့ပြီးတဲ့နောက်အသင်းရဲ့ဖိုးတန်ကွင်းလေလို့ Declan Rice ကသတင်းတော်တွေရဲ့ရှေ့ထွက်လာပြီးမျက်နှာတီတီနဲ့နိုင်ငံတော်မေကွန်းလို့တရားစကန်ကရိတ်တာမှုလို့စကားတွေပြောသွားခဲ့ပါတယ်။ Ryan စကားတွေကိုနားထောင်ကြည့်ရင်အရန်ကိုခံညာလှပါတယ်။ဒါပေမဲ့လက်တွေ့ဘောလုံးလောကရဲ့ရန်ဆက်မှုတွေအာဆင်နယ်ရဲ့တမိုင်းကြောင်းတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါသူ့ရဲ့စကားတွေကဟာသားမြောက်နေပါတယ်။ Right ကပထမဆုံးအနေနဲ့ကျွန်တော်တို့စူပလာကိုရောအနိုင်ရလက်ကိုပါဘယ်သူမှလက်ထဲထည့်ပေးမှာမဟုတ်တော့ပါဘူး။ဘယ်ကွင်းမဆိုကျွန်တော်တို့ကိုယ်တိုင်သွားပြီးအနိုင်ယူရမယ်လို့ကြီးကျယ်ခမ်းနားစွာပြောသွားပါတယ်။အော်အခုမှပဲတီးတော့သလား Right Premier League ဆိုတာကမ္ဘာအကျဉ်းတန်းဆုံးလီကြီးပါ။ Right ရဲ့ပြောဖို့ကဘာနဲ့တူလဲဆိုတော့အသက်20ကျော်မှအော်ထမင်းဆိုတာပါစက်တဲ့အလိုလိုဝင်လာတာမဟုတ်ဘူးပဲကိုလည်းနဲ့ကိုခွန်စားမှရတာပဲလို့ရုပ်တရက်ညံလင်းပွင့်သွားတဲ့ကလေးကြီးတယောက်နဲ့တူပါပဲ Right တို့များဘယ်လိုထင်ထားလဲမသိပါဘူးမန်စီးနီးပြပတ်ကွာလာကပဲ Premier League ဖလားကြီးကိုဖဲချိုးအလှလေးနဲ့စီးပြီးဖူပန်နာကနေအမရိတ်ကွင်းစီ delivery ချပေးမယ်ထင်နေလားမသိပါဘူးလေပလာလူနေတယ်ဆိုတဲ့အသင်းကပွဲစဉ်30ကျော်မှအုံးငါတို့ကိုယ်တိုင်အနိုင်ယူရမှာပါလားဆိုတာကိုသိလာရတာကတကယ်ကိုအံ့ဩစရာပါပဲဒီစကားဟာ Right ရဲ့စိတ်ထဲမှာငါတို့က Arsenal ပဲကွင်းနဲ့ဆင်းမိလိုက်တာနဲ့တစ်ဖက်အသင်းကကြောက်ပြီးအမှတ်တွေလက်ကပေးပါပဲလို့ထင်နေတဲ့စိတ်ကူးရင်မှုကိုဝန်ခံလိုက်တာနဲ့တူနေပါတယ်ဘိုးတော်တန်းစင်းစုံနာကအသင်းကတော့မင်းတို့ဖလားလို့ချင်းငါတို့ကိုကြော်သွားဆိုပြီးသွားဖျဲပြလိုက်တော့မှ Right တို့အိမ်မက်ကနေလန်လို့သွားဖို့ရပါတယ်ဘိုးနဲ့ပွဲပြီးမှကျွန်တော်တို့အချင်းချင်းတင်းတင်းကြပ်ကြပ်ဆွေးနွေးခဲ့ကြပြီးပါပြီလို့ Right ကဆိုပါတယ်ဒီစီဝေးဆိုတဲ့စကားလုံးက Arsenal ပရိသတ်တွေအတွက်တော့အရန်ကိုရင်းနှီးနေတဲ့စကားလုံးကြီးပါနှစ်တိုင်းအေဘဲလောက်မေလာရောက်ရင်အမှတ်တွေစားရောက်ပြီးဖလားဝေးပြီဆိုတာ Arsenal ဝေလဲခန့်ထဲမှာ quiz meeting အကြံအတဲဖြည့်ရှင်အစည်းအဝေးဆိုတာကြီးလုံးလေးရှိပါတယ်ဒါကဘာနဲ့တူလဲဆိုတော့အရက်ဖြတ်ချင်တဲ့လူတွေစုဝေးပြီးမင်္ဂလာပါကျွန်တော်နာမည်က Arsenal ပါကျွန်တော်ဖီအားမခံနိုင်ပဲဘော်ဒလင်းဖြစ်တဲ့ယောဂရှိပါတယ်လို့တယောက်ချင်းစီထားထွက်ပြီးရင်ဖွင့်နေကြတဲ့ရင်ဖွင့်ပွဲလေးနဲ့တူနေပါတယ်အာဒီတာကရောအဲ့ဒီအစည်းအဝေးမှာဘာလုပ်နေမလဲတင်မုံကြီးပေါ်မှာနှလုံးသားပုံတွေအုံနောက်ပုံတွေမီးသီးပုံတွေဆွဲပြီးမင်းတို့ရဲ့ NLG တွေကိုဆက်သွယ်လိုက်ကြပါလို့တရားချနေမလားမသိပါဘူးဘာလို့မှဖလားရဖို့ကအဝေလဲခန်းထဲမှာစကားလုံးလှလှတွေနဲ့အစည်းအဝေးထိုင်လုံးနေလို့မရပါဘူးခွဲထဲမှာသွေးထက်တန်ရုံတိုင်ပွဲဝင်မှရတာပါပရိသတ်တွေကိုစိတ်ပြက်စေခဲ့တယ်ဆိုတာသိပါတယ်ဆိုတဲ့စကားကလည်းဇက်ကွက်ဟောင်းကြီးပါအများနဲ့ဖောက်ပြန်နေကြယောက်ျားကမိမဖြစ်သူကိုမမန်းသိပါတယ်ကွာနောက်တစ်ခါမလုပ်တော့ပါဘူးလို့ကြည်ပေးပြီးနောက်နေ့ကျတခြားကောင်မလေးကိုခိုးပြေးသွားသလိုပါပဲပရိသတ်တွေကစိတ်ပြက်ရလုံးလုံးနှလုံးသားတွေတောင်တန်မလေးဖြစ်နေတော့ပါပြီ Right ပြောတဲ့အကောင်းဆုံးဟာတားကတော့နောက်ဆုံးပါပါစပါတဲ့ပွဲမတိုင်ခင်အသင်းစည်းဝေးတစ်ခုလုပ်ပြီးပါပြီအခုတော့ပြန်လည်စတင်ဖို့အစင်းသင်းဖြစ်နေပါပြီတဲ့စပါဆိုတာတမန်ပြန်မှမဟုတ်ပါဘူးမြောက်လက်နဲ့တာပြီးဆိုတာ Arsenal ဖလားမရအောင်လုပ်ရမယ်ဆိုရင်စပါကစားသမားတွေကကိုချတောက်ကိုရိုက်ချိုးပြီးအောင်တိုက်ပွဲဝင်မဲ့ပွဲမျိုးပါဘိုးလိုအောက်ခြေကအသင်းကိုတော့အနာမကစားနိုင်ခဲ့ပဲအိမ်ကွင်းမှာသွေးဆနေတဲ့စပါကိုသွားကစားမဲ့ပွဲအတွက်အစင်းသင်းဖြစ်နေပြီပြောတာဟာမနေ့ကမှစပိန်စီးတင်ရင်မြောင်းနဲ့ထိုးကြထားတဲ့ကလေးကဒီနေ့ Formula 1ကားပြိုင်ပွဲကြီးမှာဝင်ပြိုင်ဖို့အစင်းသင်းဖြစ်နေပါပြီလို့ကြောက်ဝါနေတာနဲ့တူတူပါပဲကြောက်အပြပြောမယ်ဆိုရင် Declan Rice ရဲ့စကားတွေဟာရုပ်ရှင်ကားတွေကအသေးခံတိုင်ပွဲဝင်မဲ့စစ်သူကြီးရဲ့မိကွန်းနဲ့တူပေမဲ့လက်တွေ့ Arsenal ရဲ့အခြေစွမ်းကတော့တွန်းလန်ချယ်ရီကာတွန်ကားတွေကကြွက်ကိုမမိပဲကိုကလုတ်ကိုတိုင်းမိနေတဲ့အကြောင်းပိုင်ကြီးနဲ့ပို့တူနေကြပါအစောကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ